ဆိုကြအောင်ရားရဆိုကြအောင်စီဝါဖြစ်တယ်မဖြစ်တာဖေးဖေးထားပါလို့နာမည်ကြောရမကြောရဖေးချိထားပါလို့မိုက်တာတွေကိုထေကမတွေ့တော့ပါဘူးမမသင်းတစ်ပုတ်တော့ရေးပြလိုက်ချင်ပါတယ်လေခိုင်မာကဘာရှိတွင်းလို့လေနိုင်မှာစားရည်လို့နေဖြစ်တာဖြစ်တာဖေးချိထားပါလို့နာမည်ကြောရမကြောရဖေးဖေးထားပါလို့မိုက်တာတွေကိုထေကမတွေ့တော့ပါဘူးမြမတချင်းတစ်ပုတ်တော့ရေးပြလိုက်ခြင်းလေတဲ့ခိုင်မာကဘာရှိတွေ့လို့လေမြမစားရည်လို့နေမြမဆိုရဲ့နေချင်းလုံးညရာမို့တို့လူမျိုးတွေဆိုရင်နေချင်းလုံးညရာမို့မြမတချင်းတွေဆိုရင်ချိုးချင်းနေနေညရာမို့တိုက်ပေါ်ရင်ညီပင်နီချီလုံးကြီးဝတ်ပါလို့ဆိုင်တွေဝိုင်းတွေလေမဝတ်ထိုင်ငါရေးလိုက်ရှာတဲ့မြမလူစတိုင်းထုတ်တဲ့တချင်းတွေကဘာကိုကင်လုံးမဲ့တချင်းတွေမြမဆိုရင်နေရင်လုံးညရာမို့တို့လူမျိုးတွေဆိုရင်အိုးနေရင်လုံးညရာမို့မြမတချင်းတွေဆိုရင်ချိုးချင်းနေရင်ညရာမို့တိုက်ပေါ်ရင်ညီပင်နီချီလုံးကြီးဝတ်ပါလို့ဆိုင်တွေဝိုင်းတွေလေမဝင်းထိုင်ငါရေးလိုက်ရှာတဲ့မြမလိုစတိုင်းထုတ်တဲ့တချင်းတွေဘာကိုကင်လုံးမဲ့တချင်းတွေတို့လူမျိုးတွေအောက်မှာမဆန်ရအောင်တို့လူမျိုးတွေနောက်မှာမကြံရအောင်တိုင်းပြည်ကြီးတွေကိုအတူယူရန်တင်လာပါရဲ့ကမ္ဘာဂီတဆိုတာကိုလေလာကောင်းပါရဲ့ရော်ရီချက်တွေဆိုတာလုံနိုင်လုံကြရပါခေစီနေတာကိုတိုင်းပြည်မတည်နေနဲ့အင်္ဂလိပ်ချင်းကိုမိကကြီးကျယ်တော့မမူကြပါနဲ့မင်းတို့ဘိုးတွေဟာမြမဆိုရမမေးလိုက်ပါနဲ့မျက်နှာထားနဲ့လျာလုံးလို့ရေးလိုက်ပါကြလေတို့လူမျိုးရောက်မှမစင်ရတို့လူမျိုးတွေနောက်မှမကြံရတိုင်းပြည်ကြီးတွေကိုအတူရန်တင်လာပါရဲ့ကမ္ဘာဂီတဆိုတာကိုလေ့လာတာကောင်းလာပါရဲ့ရောတဲ့ချက်တွေဆိုတာလုံနိုင်လုံကြတာပါဖြစ်စီနေတာကိုတာမီရမတွေ့နေနဲ့အင်္ဂလိပ်ချင်းကိုမြင်ကြီးကြမမှုကြပါနဲ့မင်းတို့ဘုရားမဆိုရမမေးလိုက်ပါနဲ့မျက်နှာထားနဲ့လျာလုံးလို့ရေးလိုက်ပါလေ